What ထဲကကင်းပြေခဏန်းတွေကိုသိန်းကနန်းဖြစ်ပြောင်းဖို့တစ်ခုချင်းထိုင်ဖြစ်နေတော့မဲလားကဲအခုပြမယ်နီးလန်းလေးကိုသုံးကြည့်လိုက်အောင် အရင်ဆုံးပြောင်းချင်တဲ့ကဏ္ဍတွေကို copy ကူးပြီး Excel ထဲမှာ paste ချလိုက်ပါပြီးသွားရင်တော့ညာဘက် column မှာအခုပြမယ် formula လေးကိုရိုက်ထည့်လိုက်ပါမယ် equal တွက်ချင်တဲ့ cell ကွက်ကိုနှိပ်ပါပြီးရင် /တသိန်းလို့ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါမယ် ဒီမှာဆိုရင်ဒသမကိန်းတစ်လုံးလိုနေတယ်ဆိုတော့ increase decimal ကိုနှိပ်လိုက်ပါမယ်ပြီးသွားရင်အောက်ကိုဆွဲချလိုက်ရုံနဲ့ကဏ္ဍအားလုံးသိန်းကဏ္ဍဖြစ်သွားပါပြီပြီးရင်ရလာတဲ့ရလက်တွေကို copy ကူးပြီး Word ထဲမှာ paste ပြန်ချလိုက်ပါ paste ပြန်ချလိုက်လို့စလုံး font တွေပြောင်းသွားရင်တော့အကုန်လုံးကို select မှတ်ပြီးငကိုအသုံးပြုခဲ့တဲ့ font size လေးကိုပြန်ပြောင်းပေးလိုက်ပါဒါဆိုရင်တော့အလုပ်ရှုပ်သက်သာပြီးတော့အကုန်လုံးတစ်ပြိုင်နက်သိန်းကဏ္ဍအဖြစ်ပြောင်းသွားပါလိမ့်မယ်နီးပညာနဲ့ပတ်သက်တဲ့ trick အသစ်တွေကိုသိဖို့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့နေအောင်နော်